လူတိုင်းမလုံနိုင်တဲ့အရာတစ်ခုရှိအဲ့ဒါဘာလဲဆိုတော့လူတစ်ယောက်ကိုနှစ်အကြာကြီးဆက်ချစ်နေနိုင်ဖို့အဲ့ဒီတယောက်တည်းကိုပဲအမြဲတမ်းချစ်နေဖို့အဲ့ဒီလူတစ်ယောက်မရှိတော့ရင်တယောက်တည်းဆက်ရှိနေဖို့လူတိုင်းမလုံနိုင်ဘူးလူတိုင်းမှာစက်တိမရှိဘူးလူတိုင်းအဲ့ဒါလောက်ထိမချစ်နိုင်ဘူးတချို့တွေကကိုယ်နဲ့မဟုတ်ဘူးဆိုရင်လည်းတခြားတယောက်နဲ့အစ်စ်ပြေးသွားမှာပဲသူတို့ကတစုံတစ်ယောက်ကိုပဲလိုတာသူတို့အပေါ်ကောင်းတဲ့ဘယ်သူမှမဆိုသူတို့အတွက်အဆင်ပြေတယ်ကိုပေးတဲ့အချစ်တိုင်းတခြားတစုံတစ်ယောက်စီကနေသူတို့ရတယ်ဆိုလို့ရှိရင်သူတို့အနေနဲ့အဆင်ပြေတယ်ကိုဖြစ်နေမှမဟုတ်ဘူးသူတို့လိုချင်တဲ့ပုံစံအချစ်တိုင်းရတယ်ဆိုလို့ရှိရင်ကိုမဟုတ်လေသူတို့ကဖြစ်တယ်တချို့ကြတော့သူတို့ရဲ့တစုံတစ်ယောက်ကိုမှမဟုတ်ရင်ဘယ်တစုံတစ်ယောက်ကမှအစားထိုးမဝင်ရောက်နိုင်ဘူးသူတို့အစားမထိုးခြင်းဘူးသူတို့ဟာသူတို့သတ်မှတ်ထားတဲ့အဲ့ဒီလူနဲ့မှမဟုတ်ရင်တယောက်တည်းပဲဆက်ရှိနေမယ့်သူတွေဖြစ်တယ်တယောက်တည်းလည်းဖြစ်တယ်မဖြစ်အောင်နေမယ်သူတို့ကဘယ်သူဖြစ်ဆိုတာတဲ့အဲ့ဒီတယောက်ကိုမှတယောက်တည်းဖြစ်နေတာမျိုးသူတို့ကအစားထိုးဖို့လူရှာမတွေ့တာမဟုတ်ပဲအစားထိုးဖို့လူထက်မရှာတာပါဒါကြောင့်ဆက်ချစ်နေဖို့ကထက်ချစ်ဖို့တဲ့အများကြီးပိုခဲ့တယ်လူတိုင်းထက်ချစ်မိနိုင်ပေမဲ့လူတိုင်းဆက်ချစ်မြဲချစ်နေဖို့ကမလုပ်နိုင်ဘူးအစားထိုးရတာလွယ်ပေမဲ့အစားမထိုးပဲလူတစ်ယောက်ကိုအမြဲတမ်းဆက်ချစ်နိုင်ဖို့ဆိုတာလူတိုင်းမှာတတိမရှိဘူးလူတိုင်းမလုပ်နိုင်ဘူး